တင်းယုံကြည်မယ်တင်းဝန်ခံတတ်မယ်ဆိုရင်တင်းနှုတ်ကမကောင်းတဲ့စကားမပြောနဲ့ဒီနေ့စပြီးတော့မင်္ဂလာစကားပဲပြောမကြည့်ဆက်တင်ပြီးတော့မယ်ခုတင်းစီကလူတရားကတိတ်တရားလိန်သွားတယ်ကွာလိန်သွားတယ်ဆိုတာဆိုကွာဟောဆရာလိန်မှုနေတာ7သိန်းတော့မပြေဘူးဆိုတော့ရတယ်ပြမ်းချင်လိန်ဆရာလေတရားပြောနေဆရာလေခုလက်ထဲမှာဟောပါလေတိတ်မကြွားနဲ့ရတိတ်တရားလိန်သွားတယ်အဲ့တော့တင်းရနေဘရောတိတ်တရားလိန်သွားတယ်ကောတိတ်ပါစင်းပြောဘာတင်ပေးနေထင်လို့လဲပြဿနာထဲကနေတင်းနှလုံးသားကောင်းစားဖို့ဘုရားတင်လိုက်မယ်ဟေးလူတယောက်ကကောင်းစားတယ်ဆိုတာအရင်ဆုံးစိတ်နှလုံးကောင်းစားမှအရာကောင်းစားတာကောင်းစားခြင်းမလာခင်မှာတင်းစိတ်နှလုံးဘုရားသခင်ကဒီမကောင်းတဲ့ဟာတွေနဲ့ပြင်တာအောင်ကြားလိုက်လိုက်ဆိုအစိုးအဖြင့်အရှုံးမခံနဲ့အကောင်းအဖြင့်အစိုးကိုအနိုင်ယူလို့ငါဆက်တိတ်တရား